ကလေးတယောက်ရဲ့ကျမရဲ့ခွေးလမ်းမှာလေအရေးအကြီးဆုံးအခြေခံတစ်ခုရှိပါတယ်။အဲ့ဒါကတော့မွေးကင်းစအရွယ်မှာကာကွယ်ဆေးထိုးပေးတာပါပဲ။ဒီအကြောင်းကိုပဲဒီနေ့အတူတူလေ့လာကြည့်ကြရအောင်။ကဲကလေးတယောက်အတွက်တသက်တာလုံးကြားမာနေဖို့ဆိုတဲ့အခြေခံအုံမျိုးကိုဘလို့များတိဆောက်ပေးကြမလဲ။ဒါကမိဘတိုင်းရဲ့အကြီးမားဆုံးမျှော်လင့်ချက်ပဲမဟုတ်လား။ကောင်းပြီဒီခီးလန်းကိုဘယ်ကနေအစားပြုရမလဲဆိုတာခြိလိုက်ကြတာပေါ့။ အဖြေကတော့လေရိုးရှင်းတဲ့ဒိုင်းလွှားတစ်ခုကိုတိဆောက်ပေးလိုက်တာပါပဲဟုတ်ပါတယ်ကာကွယ်ဆေးဆိုတာယောဂတွေကိုမာကာပေးမဲ့အစွမ်းထက်တဲ့ဒိုင်းလွှားတစ်ခုလိုပါပဲ ကဲပြောနေတဲ့ဒီယောဂတွေကိုတားဆီးပြီးမယ်တိုင်းလွှားအဲ့ဒါဘာကိုပြောတာလဲကာကွယ်ဆေးထိုးတယ်ဆိုတာတကယ်တော့ဘာလဲဆိုတာကိုယင်ဆုံးလေ့လာကြည့်လိုက်ကြအောင် ကာကွယ်ဆေးထိုးတယ်ဆိုတာကအရှင်းဆုံးပြောရရင်လေလူတစ်ယောက်ကိုကူးစက်ယောဂတစ်ခုခုကနေခုခံနိုင်စွမ်းရှိသွားအောင်လုပ်ပေးတဲ့လုပ်ငန်းစဉ်တစ်ခုပေါ့ဒါကကိုခန္ဓာရဲ့ကိုခံအားစစ်စင်ကို hey ဒီလိုယောဂပုံမျိုးဝင်လာရင်ဒီလိုတိုက်ထုတ်ရမယ်ဆိုပြီးကြိုတင်လေ့ကျင့်ပေးလိုက်တာနဲ့အတူတူပါပဲဆိုတော့ဒီတိုင်းလွှားကဘလူးယောဂတွေကနေကာကွယ်ပေးတာလဲကြည့်လိုက်ပါဦး DB ယောဂပိုလီယိုဆုံးစုနာကြညာချောင်းဆိုအဆုတ်ရောင်ဝမ်းလျော်ဝတ်သက်ဒါတွေအားလုံးကကလေးတွေအတွက်အရန်ပြင်းထန်ပြီးအတက်အန်တွေရှိနိုင်တဲ့ယောဂတွေချီးပါပဲဟိုးရင်ကာကွယ်ဆေးမပေါ်ခင်ကဆိုရင်ဒီယောဂတွေကကလေးငယ်တွေတို့တကယ်ကိုအကြီးမားဆုံးချိန်ချောက်မှုတွေဖြစ်ခဲ့တာပေါ့ဟုတ်ပြီအခုအရေးကြီးဆုံးအပိုင်းကိုရောက်လာပါပြီအဲ့ဒါကတော့ကလေးရဲ့ပထမဆုံးတစ်နှစ်တာအတွက်ကာကွယ်ဆေးထိုးရမယ်ချင်းစရာပါပဲဘယ်အချိန်မှာဘယ်ကာကွယ်ဆေးကြီးထိုးရမလဲဆိုတာကိုအစင်းစင်းလိုင်းညွှန်ချက်အတိုင်းအတူတူကြည့်လိုက်ကြရအောင်ကလေးရဲ့ပထမဆုံးတစ်နှစ်တာကာကွယ်ဆေးခီးစဉ်ကဒီလိုရှိပါတယ်မွေးချိန်မှာပထမဆုံးတိုင်းလွှားကိုစတင်တည်ဆောက်မယ်ပြီးရင်6ပတ်မှာအကာအကွယ်ကိုဆက်တည်ဆောက်မယ်7နဲ့14ပတ်မှာအဲ့ဒီအကာအကွယ်ကိုထပ်ပြီးအားဖြည့်မယ်နောက်ဆုံး6လမှာတော့အဓိကကြတဲ့မှတ်တိုင်တစ်ခုကိုရောက်လာမှာပါဒီအဆင့်တစ်ခုချင်းစီကကလေးရဲ့ကိုယ်ခံအားစနစ်ကိုတဖြည်းဖြည်းနဲ့ပို့ပို့ပြီးခိုင်မာလာအောင်တိဆောက်ပေးသွားမှာဖြစ်ပါတယ်ကဲပထမဆုံးအနေနဲ့မွေးချင်းထိုးရမယ့်ဆေးတွေပါ BCG က TB ယောဂအတွက်ပိုလီယိုကာကွယ်ဆေးပြီးတော့အသေးရောင်အသားဝါပြီးကာကွယ်ဆေးတို့ပေါ့ဒီဆေးတွေကကလေးရဲ့ကျန်းမာရေးခရီးအတွက်ပထမဆုံးနဲ့အခိုင်အမာဆုံးခြေလှမ်းလို့ပြောလို့ရပါတယ်ကလေးအသက်6ပတ်ပြည့်တဲ့အခါမှာတော့ဒုတိယအကြိမ်ပိုလီယိုဆေးတက်ရမယ်ပြီးတော့9မျိုးဆက်ကာကွယ်ဆေးဆိုတာရှိတယ်ဒါကစုံစောကြက်ညာမေးခိုင်းအသေးရောင်ပြီးနဲ့ hip ဆိုတဲ့ယောဂ9မျိုးကိုတစ်ကြိမ်နဲ့ကာကွယ်ပေးတာပါနောက်ပြီးတော့ wine shot ယောဂအတွက် rota ကာကွယ်ဆေးနဲ့အဆုတ်ရောင်ယောဂအတွက် PCV ကာကွယ်ဆေးတွေလည်းပါဝင်ပါတယ်အသက်7နှစ်14ပတ်မှာထပ်ထိုးတာကတော့အားဖြည့်ဆေးတွေပေါ့ booster dose လို့ခေါ်ပါတယ်အရင်6ပတ်ကထိုးခဲ့တဲ့ဆေးတွေရဲ့အားနိသင်ကိုပိုပြီးခိုင်မာသွားအောင်အကာအကွယ်တိုင်းလွှာကိုပိုပြီးတော့တန်မာသွားအောင်ထပ်ပြီးအားဖြည့်ပေးတာပါဒါမှရေရှည်ခံမဲ့ကိုခံအားကိုရရှိမှာပေါ့ကလေးအသက်6လပြည့်တဲ့အခါမှာတော့နောက်ထပ်အရေးကြီးတဲ့မှတ်တိုင်တစ်ခုကိုရောက်ပါပြီအဲ့ဒါကတော့ဝတ်သက်ကာကွယ်ဆေးထိုးရမှာပါတချို့နေရာတွေမှာတော့ဝတ်သက်နဲ့ကြိုက်တို့နှမျိုးစလုံးကိုကာကွယ်ပေးတဲ့ MR ကာကွယ်ဆေးကိုထိုးပေးကြပါတယ်ဒါကဝတ်သက်ယောဂကိုကာကွယ်တားဆီးရမှာအရန်ကိုအဓိကကျတဲ့ခြေလှမ်းတစ်ခုပါပဲကဲကာကွယ်ဆေးတွေအချိန်စရာအတိုင်းထိုးပြီးသွားပြီဆိုပါစို့အဲ့ဒီနောက်မှာတော့အဲ့ဒီဒိုင်းလွှားကိုတိဆောက်ပြီးသွားတဲ့နောက်မှာမိဘတွေအနေနဲ့ကလေးမှာဘလို့လက္ခဏာလေးတွေတွေ့ရနိုင်တယ်လဲဘာတွေကိုကြိုတင်သိထားတဲ့လဲဆိုတာကိုဆက်ပြီးလေ့လာကြည့်ကြရအောင်ကာကွယ်ဆေးထိုးပြီးတဲ့အခါမှာလေကလေးကကိုနည်းနည်းပူတာဆေးထိုးတဲ့နေရာမှာနည်းနည်းหนีပြီးရောင်နေတာမျိုးတွေဖြစ်တတ်ပါတယ်ဒါတွေကအစိုးရင်စရာလုံးဝမဟုတ်ပါဘူးတကယ်တော့ဒါဟာကာကွယ်ဆေးကအားနည်းတင်ပြနေတယ်ကလေးရဲ့ကိုယ်ခံအားစနစ်ကအလုံးလုံးနေပြီဆိုတာကိုပြတဲ့ကောင်းတဲ့လက္ခဏာတွေပါများသောအားဖြင့်တော့တရက်နှစ်ရက်အတွင်းမှာသူ့အလိုလိုပြန်ပြောင်းသွားတတ်ပါတယ်ဟုတ်ပြီဒါဆိုကာကွယ်ဆေးထိုးပြီးနောက်ပိုင်းမှာကလေးကိုဘယ်လိုပြုစုဆောင်ရှောက်ပေးတဲ့လဲမိဘတွေအတွက်လိုက်နာတဲ့အခြေလေးတွေကိုစစ်ဆေးကြည့်လိုက်ကြအောင်ပထမဆုံးကတော့မိခင်တို့ကိုပုံမှန်တိုင်းဆက်တိုက်ကျွေးပါဒုတိယအချက်ကကလေးကိုတက်တောင်တက်တာရှိအောင်ထားပေးပါတတိယအချက်ကတော့ပါရာစီတာမောကိုဆရာဝန်ညွှန်ကြားမှသာတိုက်ကျွေးသင့်ပါတယ်နောက်ဆုံးအရေးကြီးတာတစ်ခုကဆေးထိုးကြတဲ့နေရာကိုလုံးဝမပွတ်ပါနဲ့မဖြီးပါနဲ့ဒီလိုရိုးရှင်းတဲ့အချက်လေးတွေကိုလိုက်နာလိုက်တာနဲ့ကလေးမှဖြစ်တတ်တဲ့မအီမတာဖြစ်တာတွေကိုအများကြီးတက်တာစင်ပါပါအခုပြောမယ့်အချက်တော့အရန်ကိုအရေးကြီးပါတယ်ဘယ်အချိန်ကတာမန်တုံ့ပြန်မှုလဲဘယ်အချိန်မှာစေကူတာမှုခံယူဖို့လိုပြီလဲဆိုတာကိုခွဲခြားသိဖို့လိုပါတယ်ဥပမာကိုနည်းနည်းပူတာနည်းနည်းရောင်တာနည်းနည်းကြီးကြီးထားတာမျိုးကတာမန်ပါပဲဒါပေမဲ့အဖျားရမ်းတလာတာ
ဆိုးဆိုးရွားရွားရောင်ရမ်းလာတာလုံးဝနှုတ်မဆို့တော့တာဒါမှမဟုတ်အသက်ရှူများလာတာဒီလိုလက္ခဏာတွေတွေ့လာပြီဆိုရင်တော့ဆရာဝန်နဲ့ချက်ချင်းပြသဖို့လိုအပ်ပါတယ် ကဲအဆုံးသက်ပိုင်းကိုရောက်လာပါပြီဒီပိုင်းမှာတော့ကလေးရဲ့ကျန်းမာရေးအတွက်တသက်တာလုံးအရေးပါမယ်မတန်းစာဖို့အကြောင်းပြောပြချင်ပါတယ်ဒါကမိဘတွေရဲ့အရေးပါတဲ့အခန်းကဏ္ဍတစ်ခုလည်းဖြစ်ပါတယ် ကလေးတိုင်းမှာကားကွယ်ဆေးထိုးကတ်ဆိုတာရှိပါတယ်။အဲဒီကလေးကိုလုံလုံခြုံခြုံတင်းထားဖို့နိုင်ကျမ်းမာရေးစစ်ဆေးမှုသွားခဲ့ထားတိုင်းမဖြစ်မနေယူသွားဖို့ကအရန်အရေးကြီးပါတယ်။ဘာလို့လဲဆိုတော့ဒါကကျမ်းမာရေးဝန်ထမ်းတွေအတွက်ကလေးရဲ့ကားကွယ်ဆေးမှတ်တမ်းကိုစစ်ဆေးပြီးဘာတွေဆက်လို့ရမလဲဆိုတာဆုံးဖြတ်ဖို့မရှိမဖြစ်လိုအပ်တဲ့ကိရိယာတစ်ခုဖြစ်နေလို့ပါပဲ။ တခုသတိပြုရမှာကကာကွယ်ဆေးနောက်ကျစွာထိုးခြင်းဟာကလေးကိုအကာအကွယ်မင်းစေတယ်ဆိုတဲ့အချက်ပါပဲအချင်းစရာအတိုင်းမှန်မှန်ထိုးဖို့ကတကယ်ကိုအရေးကြီးပါတယ်ဆေးတစ်ချိန်နောက်ကျသွားတာနဲ့ကလေးကယောဂတွေရဲ့အန်လေးကိုအပြည့်အဝရင်ဆိုင်ရနိုင်ခြေရှိသွားပါမယ် ဆိုတော့အထူးကအမှတ်ထားရမှာကနံပါတ်1ပါပဲကာကွယ်ဆေးအစီအစဉ်ကိုပြည့်စုံအောင်တစ်ကြိမ်ထိုးနှံလိုက်အောင်နဲ့အဲ့ဒီတစ်ကြိမ်นี้တော့လုံဆုံးချက်ကကလေးရဲ့တသက်တာအတွက်ခိုင်မာတဲ့ကိုယ်ခန္ဓာစစ်တင်းကိုတိဆောက်ပေးနိုင်ပြီးကျန်းမာစွာကြီးပြင်းဖို့အကောင်းဆုံးအထောက်အကူပြုနိုင်မှာပါ ဒီတော့နောက်ဆုံးအနေနဲ့စဉ်းစားစရာမေးခွန်းလေးတစ်ခုနဲ့အဆုံးသတ်လာပါစေဒီလိုရိုးရှင်းတဲ့လောက်ဆောင်ချက်လေးတစ်ခုကကလေးတစ်ယောက်ရဲ့တစ်သက်တာလုံးအထက်ကျန်းမာရေးကိုဘယ်လိုများပေးစွမ်းနိုင်တာလဲဒါဟာမိဘတွေအနေနဲ့ကလေးကိုပေးနိုင်တဲ့အဖို့မဖြတ်နိုင်တဲ့အကောင်းဆုံးလက်ဆောင်တွေထဲကတစ်ခုဆိုရင်လည်းမမှားပါဘူး